အာဂျင်တီးနားဆိုလို့ရှိရင်ဒီအင်္ဂလန်ကတော့အကောင်းဆုံးရှေ့ပြိုင်ကစားပြီးတော့ဒီနောက်ဆုံးမိနစ်တွေမှာဒီချီပါပွဲနဲ့အနိုင်ဂိုးတွေတွင်းပြီးတော့ဒါသူတို့ရဲ့ဒီဒုတိယအချိန်မြောက်ဘိုလူပွဲပေါ့နော်2020အခုဆိုရင်2026ဘိုလူပွဲကို2ချိန်ဆက်တက်ပြီးတော့ဒါအင်္ဂလန်အသင်းရဆိုလို့ရှိရင်ဒီဆီမီဖိုင်နယ်ရောက်ပြီးတော့ဒီဥဆောင်မှုလဲတွန်းထားပါ၄ရက်နဲ့ဒီခန်းစစ်ကိုထိုင်ပြီးဆိုတဲ့အခါကျွန်တော်ဒီလူရဲမစီရဲ့ဒီအာဂျင်တီးနားအသင်းရဆိုလို့ရှိရင်ဒါလူလက်လက်ပဲသူတိုက်စစ်ကိုကောင်းမှုဆင်ပြီးတော့နော်လိုအပ်တဲ့ဒီချစ်ပါကူးအနိုင်ကူးတွေကိုဒါနောက်ပိုင်းမိနစ်တွေမှာဒီရောက်ပြီးတော့ဒါဖိုင်နယ်ကိုတက်လာသွားပြီပေါ့နော်တကယ်ကိုကောင်းတဲ့အာဂျင်တီးနားကိုဒါအာဂျင်တီးနားရောအင်္ဂလန်ရောအရင်ကောင်းမှာဒါအင်္ဂလန်ကပွဲစပိုင်းတွေမှာဒါသူတို့ဒီဘယ်လိုပြောရလဲဒီပွဲကိုဒါအနည်းငယ်စိုးမိုးနိုင်ပြီးတော့ဒါချစ်ပါဘယ်လိုပြောရလဲ1-0ဖြစ်ပြီးတဲ့နောက်ပိုင်းအင်္ဂလန်ကဒီခန်းစစ်ကိုလုံးဝထိုင်ချပလိုက်တာပေါ့နော်အဲ့ချိန်မှာကျွန်တော်ဒီလီယိုနယ်မက်ဆီရဲ့ဒီအာဂျင်တီးနားအသင်းရဆိုလို့ရှိရင်လွတ်လွတ်လပ်လပ်ဒီအင်္ဂလန်အသင်းကိုဒါတက်စစ်စင်ဝင်ရပြီးတော့ဒါနောက်ဆုံးမိနစ်တွေမှာဒီအသေးခွဲဖို့မိနစ်90မှာပြီးတော့ဒီချစ်ပါဖို့တော့85မိနစ်မှာကျွန်တော်တို့အာဇိုဖာနန်ဒက်ကဒီအဝေးကန်ချန်တဲ့ဒါရယူပြီးသွားတာပေါ့နော်ဒါဒီ final တက်သွားတဲ့ဒီအာဂျင်တီးနားအသင်းဆိုလို့ရှိရင်ဒါ final မှာဆိုလို့ရှိရင်စပိန်နဲ့ဒီရေဆိုင်တွေ့ဆုံအောင်ဖြစ်ပြီးတော့ဒါဘလိုပဲဖြစ်ဖြစ်ဒါအာဂျင်တီးနားအတွက်တော့ဒါလုံးဝဟိုဒါဟောကြားကောင်းတဲ့နိုင်ပွဲလို့ပဲဒါထပ်ပြောချင်တယ်ပေါ့နော်အာဂျင်တီးနားဆိုလို့ရှိရင်ဒါဒီပွဲမတိုင်ခင်မှာဒီဒါမျိုးတွေလောက်ပြတဲ့ဒီရှုံးထွက်စစ်နေအီဂျစ်နဲ့ပွဲတွေနော်တခြားပွဲတွေမှာဆိုလို့ရှိရင်ကမ်ဘတ်တွေကဒါနောက်ပိုင်းမိနစ်တွေမှာဖြစ်ပေါ်လာတဲ့အနေအထားမျိုးမှာဒါသူတို့တွေကလည်းဒီပွဲတွေကိုဒါအတွေ့အကြုံများဒီပြောမယ်ဆိုလို့ရှိရင်အခြေခံပြီးတော့နော်ဒီပွဲမှာလည်းဒီအတွေ့အကြုံဒါကောင်းကောင်းသုံးချသွားတယ်လို့ပဲဒါမြင်တယ်ပေါ့နော်ဒီအင်္ဂလန်ဆိုလို့ရှိရင်ဒါဘာကြောင့်သူတို့တွေကဒီတလုံးသွင်းပြီးတဲ့နောက်ပိုင်းမိနစ်တွေလည်းအများကြီးကြံပါလျက်တဲ့ဒါခန်းစစ်ကိုထိုင်ချလိုက်တယ်ဆိုတာကျွန်တော်တို့နားမလည်ဘူးပေါ့နော်ပြောရှင်တူချယ်လိုက်တာခန်းစစ်ကစားသမားတွေကိုဒီကွင်းလေကစားသမားတက်စစ်ကစားသမားတွေနဲ့လဲပြီးတော့ဒါခန်းစစ်ကိုလုံးဝထိုင်ချလိုက်တာပေါ့အဲ့တော့ဒီအင်္ဂလန်မှာဆိုလို့ရှိရင်နီးပြတူချယ်ဒီမက်ဆီကိုတားဆီးပြမယ်ဆိုပြီးတော့ဒီပွဲမတိုင်ခင်ကဒီပြောပြထားခဲ့ပြီးမြဲလေဒီတကယ်ပွဲကန်တဲ့အခါဒီမက်ဆီကဒီလီယိုနယ်မက်ဆီကဒီပွဲအစပိုင်းလောက်မှာဒါသူတို့တိတ်နေပြီးတော့ဒီပွဲချိန်နောက်ပိုင်းတွေမှာဆိုလို့ရှိရင်ဒါသူရဖြတ်တယ်ပေါ့နှလုံးနဲ့အတူတူပေါ့နော်အာဂျင်တီးနားကဒီထက်တဲ့နိုင်အနိုင်ရပြီးတော့ဒါဘိုလူပွဲကိုတက်လန်းသွားပြီပေါ့နော်ပွဲရဲ့ပထမပိုင်းမှာဆိုလို့ရှိရင်အာဂျင်တီးနားကသူဘယ်လိုပြောရမလဲဒီအပြင်သစ်နဲ့ပါရာဂွိုင်းတို့ကစားတဲ့ပွဲစဉ်တိုင်းပါရာဂွိုင်းကကျန်ကစားတဲ့ပုံစံမျိုးဒါအာဂျင်တီးနားကဒီဖော်ဆောင်သွားတယ်ပေါ့နော်ဒါပေမဲ့လည်းပထမပိုင်းပြီးလို့ဒီရေတောက်နားတဲ့အချိန်နောက်ပိုင်းကျတော့ဒါအာဂျင်တီးနားကဒီကျန်ကစားတဲ့ကစားကွက်ကိုအနေနဲ့ short ချပြီးတော့ဒါဘောလုံး position အရာကောင်းမှုသူတို့ကစားသွားခဲ့တယ်ပေါ့နော်ဒီအထူးကချီးကျူးရမယ့်အထက်မှာဒါလီယိုနယ်မက်ဆီကအဓိကလူပဲဖြစ်ပြီးတော့အင်္ဂလန်ဘက်မှာဆိုလို့ရှိရင်ဒါဒီအနိုင်ဂိုးသွင်းရတဲ့အနိုင်ဂိုးမှုဒါဒီပထမဆုံးဂိုးကို55မိနစ်မှာသွင်းရတဲ့ဂေါ်ဒန်ဆိုလို့ရှိရင်ဒါသူ့ရဲ့ပါနတ်မှုနဲ့ပေါ့နော်သူအရှိမဒီအာဂျင်တီးနားရဲ့ခန်းစစ်ကစားသမားတယောက်ရှိတယ်အဲ့ဒါကိုမှသူတို့ဒီအရှိကိုကြော်ပြီးတော့ဒါဂေါ်ဒန်ဆိုလို့ရှိရင်ပပနနဲ့ဒီဂိုးသမားမာတင်နက်ကိုနောက်ကောက်ချပြီးတော့ဒါပထမဆုံးသွင်းသွားခဲ့တာပေါ့နော်ဒီပွဲမှာဆိုလို့ရှိရင်ဒါအင်္ဂလန်ကသူတို့ရဲ့ဒီစစ်လူရှားနေကြလားကစားသမားတွေဒါမှမဟုတ်ပဲဒါသူတို့ဒီတလုံးသွင်းပြီးတော့အထိုင်ချမယ်လို့ပဲဒါဂိမ်းပွဲမစခင်မှာဒါပလန်ချခဲ့တာလည်းတော့ကျွန်တော်တို့လည်းနားမလည်နိုင်ဘူးပေါ့နော်ဒါအင်္ဂလန်ဆိုလို့ရှိရင်ဒါ1-0ဖြစ်နေတဲ့အချိန်မှာတိုက်လို့ရပါလျက်နဲ့ဒါအာဂျင်တီးနားရဲ့ဒီတိုက်စစ်တွေကိုပဲဒီခုခံရင်းနဲ့ဒါပွဲပြီးဆုံးအောင်သူတို့လှုပ်သွားမယ်ဆိုပြီးတော့ပဲဒါဂိမ်းပလန်ချထားတာတော့မသိဘူးအဲ့ဒီအချိန်မှာပဲဒီလီယိုနယ်မက်ဆီရဲ့ဒီအာဂျင်တီးနားအသင်းရဆိုလို့ရှိရင်ဒါဒီအင်္ဂလန်ရဲ့ဒီခန်းစစ်ကိုဒါအချိန်ခါကနော်ဒီဖြိုခွင်းနိုင်ဖို့အတွက်ဒါသူတို့တိုက်စစ်ကနေတိုက်စစ်ကစားသမားတွေဒါကွင်းလေခန်းစစ်အကုန်လုံးကဒီအင်္ဂလန်ရဲ့ဒီကိုပေါက်နားမှာပဲဒါသူတို့ရှိပြီးတော့ဒါအင်္ဂလန်ရဲ့ခန်းစစ်ကိုဖြိုခွင်းမှုကြိုးစားနေတာပေါ့ဒါနောက်ပိုင်းမိနစ်မှာဆိုလို့ရှိရင်ဒါလီယိုနယ်စကာလိုနီရဲ့လူသားလက်မှုတွေကမှန်ကန်တယ်လို့ပဲပြောရမှာပေါ့နော်ဒါနောက်ပိုင်းမိနစ်တွေမှာဆိုလို့ရှိရင်ဒီပေါ်တော့နော်နောက်ပြီးတော့မာတင်နက်တို့အဲ့လိုကစားသမားတွေဝင်လာပြီးတော့ဒါပွဲအလှည့်ပြောင်းတာဒီပြစကာလိုနီကပုံဖော်သွားတာပေါ့အဲ့တော့ဒီပွဲမှာချီးကျူးရမယ့်လူတွေကတော့အများကြီးပဲအာဂျင်တီးနားမှာဆိုလို့ရှိရင်ဒါအဓိကရုံးသွားတာဒါလီယိုနယ်မက်ဆီပေါ့နော်အသက်39နှစ်ဆိုတဲ့အနေအထားနဲ့တော့မယုံနိုင်အောင်ပဲသူတို့ဒီဖြတ်တယ်ပေါ့နှလုံးနဲ့ဒီဖန်တီးမှုနှစ်ချိန်ဒါသူရယူသွားခဲ့ပြီပေါ့နော်ဂိုးမသွင်းနိုင်ပေမဲ့လေပေါ့နော်ဟုတ်ကဲ့ဒါတော့ပွဲပြီးသုံးသက်ချက်လေးဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီဘောလုံးနဲ့ပတ်သက်တဲ့ဒီဗီဒီယိုတွေကိုဒါစိတ်ဝင်စားကြကောင်းတဲ့ဗီဒီယိုတွေကိုကျွန်တော်ရဲ့ YouTube channel မှာဟောဒီ Facebook မှာပေါ့နော်ဒီ Nay Football Hub ဆိုတဲ့ဒီ YouTube channel Facebook မှာဒါနေ့စဉ်ဒီတိုင်းဒါတင်ပေးတော့မှာဖြစ်လို့ကျွန်တော်ရဲ့ YouTube channel ဆိုလို့ရှိရင် subscribe လုပ်ပြီးတော့ဒီ Facebook မှာဆိုလို့ရှိရင်လည်းဒီ follower လေးလုပ်ပြီးတော့ upload လို့ရပါဆိုတဲ့အကြောင်းကိုကျွန်တော်ဒီကနေပြီးတော့ကြိုတင်ပြီးတော့ data ရက်ခံချင်ပါတယ်ခင်ဗျာနော်အားလုံးကို